ဗျ Weekend Sport ရဲ့ Fighter အကျိုးပြုအစီအစဉ်ကနေပြန်လဲကြိုးဆိုလိုက်ပါတယ်အခုကျွန်တော်တို့ Champion League ကိုလည်းဒါ Fighter တွေအတွက်အကျိုးပြုရလို့ကျွန်တော်တို့ဒုတိယညဗုဒ္ဓဘူးညအတွက်ကိုကျွန်တော်တို့ထပ်မံကျွန်တော်တို့လေ့လာပြီးတော့ရွေးချယ်သုံးသပ်ပေးလိုက်ပါဦးမယ်တခါတည်းကျတော့လေပွဲစဉ်တွေကိုကျွန်တော်တို့ရဲ့သုံးသပ်ချက်တွေဟာဟိုအရန်ကြီးပေရှည်ပြီးပြောနေတာမျိုးတဲ့စာရင်တော့နည်းနည်းတုတ်လေးနဲ့ဘယ်ဟာကစားရမယ်ဆိုတဲ့ဟာတွေကိုနောက်ခံခိုင်မာတဲ့အချက်လေးတွေတစ်ခုနဲ့အဲ့အချက်လက်ဆိုတာလည်းအသင်းရဲ့အခြေဆုံးအနေအထားဖြစ်မယ်ထိတ်တိုက်တွေ့ဆုံမှုတမိုင်းကြောင်းဖြစ်မယ်ကြေးအနေထားဖြစ်မယ်ပြီးကျွန်တော်ရဲ့တန်ဖိုး formula အရာကြေးအောင်နိုင်ကြေးအရာဖြစ်မယ်အဲ့၄ချက်လေးတွေနဲ့ပဲကျွန်တော်တို့ကတူချုပ်နဲ့ပြောလိုက်တာလေပိတ်သက်တွေအတွက်လည်း data ဘိုးကုန်တာနည်းနည်းတက်တာလားပေါ့ဗျာနော်အဲ့တော့ကျွန်တော်တို့ Champion League ဗိုလ်တပူးညအတွက်ကိုကျွန်တော်ဗာရွေးချယ်ထားတယ် Olympia Cost နဲ့ Perforce နဲ့ Perforce ဆိုတာကလက်ရှိ Champion League လောင်းတဲ့သူတွေအတွက် Fighter တွေအတွက်ဒါမျက်နှာသိအသင်းလို့ပြောလို့ရတယ်ဒါကလည်းအားလုံးသိကြနေကြလိမ့်မယ်လို့ထင်တယ်ဒီလက်ရှိ Perforce ကဒီချစ်စပွဲအစတွေကနီးပါးဝင်ပြိုင်ခဲ့ရတယ် Cyber Club ဖြစ်တယ် Marga Vidal Evans နဲ့တွေ့တယ် Marga Vidal Evans တို့သူတွေ့ခဲ့တဲ့အသင်းက Dynamo Kito ဆိုတာက Sivata လို့ဆိုတာကကျွန်တော်တို့ဒီ Champion League မှာအားလုံးရင်းနှီးပြီးသားအသင်းဒီအသင်းတွေကိုသူကနှစ်ကြော်စလုံးမရှုံးအောင်ကစားနိုင်ခဲ့တဲ့ခြေစွမ်းမျိုးပိုင်ဆိုင်ထားတယ်လက်ရှိ6ဘဲကစားပြီးတဲ့အချိန်မှာလည်း Marga Vidal Evans ကိုအဝေးကွင်းမှာတွားကစားခဲ့တဲ့ပွဲစဉ်မှာလည်း0-1နဲ့နိုင်တယ်။ Dynamo Key ကိုအဝေးကွင်းမှာတွားကစားတဲ့ပွဲစဉ်မှာလည်း0-1နဲ့နိုင်တယ်။ Kavina Sivata ကိုအဝေးကွင်းမှာတွားကစားတဲ့ပွဲမှာလည်းသူက1-2နဲ့နိုင်တယ်။ဆိုတော့သူ့ရဲ့လောအားနှုန်းကြီးကတော်တော်ကြီးကိုကောင်းနေတာလို့ပြောလို့ရတယ်။ပြောမှဆိုမျက်နှာသစ်ဆိုပြီးတော့သူ့ကိုအထင်သေးလို့မရဘူး။သူ့ရဲ့ပုံစံကOlympia Cost ကတော့အားလုံးသိပြီးသားအတိုင်းပဲကျွန်တော် Greek Club ဖြစ်တယ်။အိမ်ဝင်းလောအားနှုန်းကောင်းတယ်။နောက်ဆုံးအိမ်ဝင်း၄ဘွက်ဆက်ဥရောပရဲ့ဥရောပအိမ်ဝင်း၄ဘွက်ဆက်မှာသူ Ranger 20 Quapat နဲ့ဘူဒုံကလင်ဒီ၄သင်းစလုံးမှာဆိုရင်သူက2သင်းတည်2သင်းနိုင်ထားတယ်။ကြေးရဆိုရင်တော့တပွဲပဲအောင်ထားတယ်လောအားနှုန်းပိုင်းနဲ့အိမ်ဝင်းလုံးနိုင်စွမ်းအားမှာ Olympia Cost ကထိအသာသီးကစားလိုက်နိုင်တယ်ဆိုပေမဲ့Perforce ရဲ့လက်ရှိ Champion League ချစ်စစ်ပွဲကစားအားရဆိုရင်ကျွန်တော် Perforce ကိုပို့ပြီးတော့ကြိုက်တယ်ဒီပွဲရဲ့လောအားနှုန်းရဆိုလဲ Perforce အနေနဲ့ Olympia ကိုတကိုးသွင်းအောင်ပြန်သွင်းနိုင်တဲ့အနေအထားမျိုးလို့ကျွန်တော်ညှော်လင့်မိရဲ့သူက Cyber Club ဆိုပေမဲ့သူ့မှာစုဖွဲ့တာရဲ့ကစားသမားအများစုကဥရောပကစားသမားအများစုကျွန်တော်အာဖရိကလို့တောင်အမေရိကလို့ဒီအတွေ့အကြုံပိုင်းဆိုင်ရာကစားသမားအများပြောစရာမလိုဘူးเนาะသူအတွေ့အကြုံပိုင်းနဲ့ရင့်နေဆိုတဲ့အနေအထားမျိုးရှိတယ်ဆိုတော့ကျွန်တော်ဒီပွဲတင်မှာ Perforce body ကိုကြိုက်တယ်ဟုတ်ကဲ့ကျွန်တော်လီဗာပူးနဲ့ Atletico ပွဲကို body လီဗာပူးကိုရွေးချယ်ခြင်းတယ်1.30အနေအထားမှာကြေးအောင်နိုင်ကြ55.6နဲတာမဟုတ်နောက်တစ်ချက်က Atletico လို့အသင်းကိုဒါအဝေးကွင်း Atletico ကနောက်ဆုံး5ပွဲကြည့်ဂိုးမသွင်းနိုင်တဲ့အသင်းဂိုးမသွင်းနိုင်တဲ့ပွဲမရှိတဲ့အသင်းအဲ့လိုအသင်းမျိုးဒါပေမဲ့ကျွန်တော် Anfield ရဲ့ result ကိုရလက်ကိုပို့ပြီးယုံတယ်။ဘာကြောင့်လဲဆိုတော့လီဗာပူးရဲ့ Anfield ကွင်းမှာကစားခဲ့တဲ့နောက်ဆုံး10ပွဲစလုံးကိုကြည့်လိုက်တဲ့အခါမှာတိုက်စစ်ကတွင်ဂိုးတွေက4ဂိုးတွေ3အဲ့လိုမျိုးတွေတစ်ဖက်တွင်ဂိုးအပြန်လည်းမြင်ရတာလည်းများသလိုသူ့အနေနဲ့အဲ့ငါနောက်ဆုံး10အင်္ဂလိပ်နောက်ဆုံး10ပွဲလုံးကရှုံးပွဲမရှိဖြတ်တန်းထားတဲ့အနေအထားကိုကျွန်တော်တွေ့ရတယ်။အဲ့ဒီအတွက်ကြောင့်မလို့ဒီပွဲရှုံးတာတစ်ပွဲနှစ်ပွဲလောက်တော့ရှိတယ်ပေါ့နော်။ဒါပေမဲ့သူ့ရဲ့တိုက်စစ်စွမ်းအားကိုကျွန်တော် Atletico တက်ပို့ရုံနဲ့ကြီးအနေထားရတယ် Atletico ဒီလိုတကယ်ပါပြောလာလီဂါမှာတကယ်အဆင့် Real Barcelona Atletico ဆိုတာအဲ့လိုအသင်းမျိုးကိုလီဗာပူးကဒါ1.30ဆိုတဲ့အနေထားနည်းနည်းတော့မှဟိုမာတယ်လို့ထန်တယ်လို့တော့ကျွန်တော်ခံစားမိတယ်အဲ့တော့ကြေးအောင်နိုင်ကြီးအတွက်တော့လေ55.6ရာခိုင်နှုန်းရှိတယ်နောက်တစ်ချက်လက်ရှိလီဗာပူးရဲ့ဟိုဒီယာဒီ2025ဘောလုံးရာသီရဲ့တာထွက်အစကားတဲ့ perfect stack လို့ပြောလို့ရပါတော့။ပြည့်စုံနေတဲ့3ပွဲ3နိုင်ပြီးထိတ်ဆုံးမှာဦးဆောင်နေတဲ့အနေအထားမျိုးဆိုတော့ကျွန်တော်အနေနဲ့ Anfield Queen မှာပထမပကြော့ပွဲစဉ်ဖြစ်တဲ့အတွက်ကြောင့်မလို့ Anfield Queen မှာလီဗာပူးအနေဆုံးတကူတော့ရမယ်။ပြား30တော့ဒီဘာဘူးဘက်ကနေစားရမယ်လို့ကျွန်တော်တို့ယူဆတယ်။နောက်ဆုံးတီကိုလက်ခံကစားတဲ့၄ပွဲမှာဆိုလည်းဥရောပ၄ပွဲမှာ၄ပွဲစလုံး900တာ900တာဟို၄ပွဲစလုံးမှာ3ပွဲစလုံးလည်းနိုင်ထားတယ်ဆိုတော့လီဗာပူးကရင်းနှီးမြုပ်နှံတယ်ရင်းနှီးမြုပ်နှံတဲ့ဘော်ဒီအနေနဲ့ရင်းနှီးမြုပ်နှံတဲ့အသင်းလို့ကျွန်တော်တို့ရွေးချယ်ပေးမယ်အဲ့တော့ဗုဒ္ဓဘူးညချန်ပီယံလိပြတ်မှတ်2ခုတစ်ခုကပါဖိုးနဲ့ကျွန်တော်လီဗာပူးဖြစ်ပါတယ်အားလုံးအောင်မြင်ကြပါစေ